ဇွန်လေးတွေကိုသေးလေးတွေကြော်စားမှဖြစ်ပါတယ်ဒီပဇွန်လေးတွေ1000မူးပါတအိုးလုံးမှ1000မှကြော်ထားရလည်းရှိပါတယ်ဒီသေးသေးလေးတွေကိုရေတော့ဆင်အောင်ဆေးရပါတယ်ရေဆင်အောင်ဆေးပြီးခုလေးကြော်ပါရေဆင်အောင်ဆေးပြီးတော့မထည့်လို့ဆိုတော့စုံမှုတ်ရဲ့စားရဲ့ပြီးတော့အိမ်မှာကြော်မှုတ်ကုန်နေတာနဲ့ကော်မှုတ်လေးရဲ့ပြီးတော့စံမှုတ်လေးရှိတာလေးတွေကိုထူပြီးတော့နေထားတာပါဒီဟာလေးရတော့အဲ့ဒါလေးကိုဒီလိုစီပူပူထဲမှာထည့်ပြီးတော့အခုလိုမျိုးကြော်လိုက်ပါတယ်အဲ့1000မူးပါဒီမှာကတော့ဒါလေးကတော့ကြော်ပြီးသားလေးပဲเนาะအဲ့လိုပဲစုပ်ပြီးတော့လက်ကလေးနဲ့ပဲဒါလေးယူပြီးတော့တပုံထည့်လိုက်တာပါဒီဟာလေးတွေဒီလေးတွေဒီကလုံးဒီဒန်ဦးတစ်လုံးရပါတယ်1000မူးကမကြော်နေရပါပဇွန်လေးတွေသေးလေးပေါ်ရင်အဲ့လိုမျိုးကြော်စားကြည့်တာနော်သူကပဇွန်ကကြာရည်ချက်လို့လည်းရတယ်ခုလိုမျိုးကြော်သမင်းဖြူလေးနဲ့ကြော်ပြီးတော့အခုလိုမျိုးကြော်ပြီးသွားလို့ရှိရင်အချိန်လေးဆက်မဆန့်လည်းဒီတိုင်းသမင်းဖြူလေးနဲ့ကြော်စားလဲစားလို့ကောင်းပါရှင်အကြံလေးတစ်ခုရမယ်ဆိုရင်ကျေးဇူးတင်ပါတယ်သင်ချက်ရခေါင်းစားနေတဲ့အိမ်ရှင်မများအတွက်ပါတစ်ဖက်ကျက်မှတစ်ဖက်ကိုနှမ်းပါမယ်နော်ဒီမှာခုနကတော့ဒီတိုင်းခေါ်ပြားလေးနဲ့ထည့်လိုက်တာတစ်ဖက်ကျက်သွားပါပြီအဲ့ဒါကိုဒါလေးကတော့နည်းနည်းများတော့များပါပြီလိုက်ဒီဟာလေးကိုတာလေးဆယ်ပြီးတော့ဒီတာလေးနှမ်းချလိုက်ပါမယ်ပြီးရင်ဒီလိုဖောင်းတဲ့နေရာကိုတာလေးလေးဖြည့်ပြီးလိုက်ပါမယ်အဲ့ဒါပကံပြားလည်းမလိုဘူးတော့နော်ပကံပြားလေးနဲ့ထည့်ကြမလို့မုံနှစ်ကလည်းအရေးဖြော်ထားတာမဟုတ်ဘူးပြီးစလွယ်ဒီအချိုမှုန့်ရစားရကော်မှုန့်လေးနည်းနည်းစံမှုန့်လေးနည်းနည်းထည့်ပြီးပြီးချလိုက်တာပြီးတော့အချိုမှုန့်နဲ့စားနဲ့နေလိုမျိုးအဲ့ဒီအမှုန့်တွေကထည့်နေလိုက်တာပါအရန်ကိုလွယ်ပါတယ်ရှင်ပဇွန်ဆေးတာတော့တော်တော်ကြာပါတယ်အမိုက်ပြိုက်တွေကပါလာတဲ့ခါကျတော့ဒါလေးကိုလည်းဒါလေးတစ်ဖက်နှံလိုက်မယ်ပြီးရင်ဒီဖောင်းတဲ့နေရာလေးချက်သွားအောင်ဒီလေးဒါလေးဖြည့်ပြီးမယ်ပတ်စံ1000နဲ့တခါလူကြလဲအင်းဖြစ်ပါရဲ့ရှင်30သား900တဲ့20သားဝယ်လာဆိုးနော်တခါနေတော့လဲလို့အကုန်ချာလေးနည်းနည်းတက်တာအောင်ပါဇွန်သေးလေးတွေ့လို့ရှင်ကြော်စားကြည့်ပါနော်စားလို့ကောင်းပါတယ်ကျေးဇူးတင်ပါတယ်ရှင်